Hello everyone, welcome back. ဒီနေ့မှာတော့အရှိကန်အင်္ဂလိပ်စကားပြောမှာအသုံးများတဲ့ idiom ၅ခုကိုလေ့လာသွားမှာပဲဖြစ်ပါတယ်။ idiom တွေဆိုတာကကြတော့ဆိုရိုးစကားတွေပဲဖြစ်ပါတယ်။မြန်မာမှာလည်းဆိုရိုးစကားတွေအများကြီးရှိပါတယ်။ idiom တွေကိုကြတော့ဂျားရိုက်ဘာသာပြန်လို့မရပါဘူး။ So, without further ado, let's get started. ပထမဦးဆုံး idiom က piece of cake. Piece of cake ရဲ့အဓိပ္ပာယ်ကကြတော့လွယ်လွယ်လေးပါအရန်လွယ်တယ်သူ့ကိုဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ကိတ်မုတ်တစ်ပိုင်းပေါ့နော်ကိတ်မုတ်အပိုင်းလေးဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါပေမဲ့သူ့ရဲ့တကယ်ဆိုလိုရင်းကကြတော့လွယ်လွယ်လေးပါအရန်လွယ်တာပေါ့နော်ပို့ပြီးတော့မြင်သာသွားအောင် example လေးနဲ့ကြည့်လိုက်ရအောင် The English test was a piece of cake. The English test was a piece of cake. The English test was a piece of cake. ဒီရဲ့ English test ကအရန်လွယ်ခဲ့တာလွယ်လွယ်လေးပါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်ထပ် idiom တစ်ခုကကြတော့ break a leg. break a leg ရဲ့အဓိပ္ပာယ်ကကဲကောင်းပါစေလို့ပြောတာဒါပေမဲ့သူ့ကိုဓာတ်ရိုက်ကြီးဘာသာပြန်လိုက်မယ်ဆိုရင်တော့ရှေ့တော့ကိုရိုက်ရှိုးတာပေါ့နော်ကြောက်စရာကြီးဖြစ်သွားမှာပေါ့တကယ်တမ်းကသူ့ရဲ့အဓိပ္ပာယ်ကကဲကောင်းပါစေလို့ပြောတာ For example အနေနဲ့ဆိုရင် You will do great. break a leg. You will do great. break a leg. You will do great. break a leg. မင်းကောင်းဆုံးလုပ်နိုင်မှာပါကံကောင်းပါစေနော်နောက်ထပ် idiom တစ်ခုကကြတော့ enter the weather. enter the weather ရဲ့အဓိပ္ပာယ်ကကြတော့နေသိပ်မကောင်းပေါ့နော်နေမကောင်းချင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ For example အနေနဲ့ဆိုရင်ပထမတစ်ယောက်ကနေပြီးတော့ you look tired ဒုတိယတစ်ယောက်ကိုပြောလိုက်တယ်ပေါ့နော် you look tired today မင်းကြည့်ရတာပင်ပန်းနေတယ်လို့ပဲ you look tired today. you look tired today မင်းကြည့်ရတာပင်ပန်းနေတယ်လို့ပဲနံပါတ်ဒုတိယတစ်ယောက်ကနေပြီးတော့ပြန်ဖြေရပေါ့နော် Yeah, I'm feeling a bit under the weather. Yeah, I'm feeling a bit under the weather. Yeah, I'm feeling a bit under the weather. ဟုတ်တယ်ငါနေလို့တိတ်မကောင်းချင်ဘူးနေလို့တိတ်မကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်ထပ်နံပါတ်၄ခုမြောက် idiom ကကြတော့ to beat around the bush. to beat around the bush ကကြတော့စကားကိုဝှေ့လေကြောင်ပဲပြောတာto beat around the bush. For example အနေနဲ့ဆိုရင် don't beat around the bush. Just tell me the answer. Don't beat around the bush. Just tell me the answer. Don't beat around the bush. Just tell me the answer. ဝှေ့လေကြောင်ပတ်တွေလုံးမနေနဲ့အဖြေကိုပဲပြော Don't beat around the bush. Just tell me the answer. ဝှေ့လေကြောင်ပတ်တွေလုံးမနေနဲ့အဖြေကိုပဲပြောနောက်ဆုံး idiom တစ်ခုကကြတော့ once in a blue moon. once in a blue moon ကကြတော့ဝေးတစ်ခါမှဖြစ်တာဝေးတစ်ခါမှသွားတာဝေးတစ်ခါမှလာတာကို once in a blue moon ပေါ့နော် For example အနေနဲ့ဆိုရင် I go to the cinema once in a blue moon.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  ငါကရုပ်ရှင်ရုံကိုဝေးတစ်ခါမှသွားတာ That's all for today's lesson. If you like this video, give it a thumbs up and subscribe to my channel and see you in the next video guys. Bye bye.